ပေါ်တူညံ့သွားလဲပါတော့ပါ ဘယ်ဂျီယန်နေတဲ့စပိန်ကိုနိုင်ခဲ့ဆိုတော့မရှိဘူးဗျโอเคကိုကျွန်တော်ဒီနေ့ကတော့ကျွန်တော်စပိန်နဲ့ဘယ်ဂျီယန်ပွဲဆက်ပြီးတော့ပြောလိုက်ရအောင်ပေါ့နော်မနေ့ကလည်းပွဲကြီးပွဲကောင်းဖြစ်ခဲ့တယ်ဆိုတော့ဒီပြင်သစ်ပွဲက ဆိုလိုဂိုးတွေသွင်းသွားတာ မော်ရိုကိုသွင်းလောက်အောင်မယ်တော့ထင်တာဗျ ဟုတ်တယ်ကျွန်တော်လည်းသွင်းမှထင်တာဒါပေမဲ့ပရိတ်လွဲသွားတော့လေပရိတ်လွဲသွားတော့နည်းနည်းပြီးပြီထင်တာတည်ပဲသွားပြီးရုံးကန်အောင်ထင်တာဟိုမှာဆရာကြီးခြေစမ်းပြသွား ခုတော့မှစပိန်နဲ့ဘယ်ဂျီယန်ပွဲပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့ဒီစပိန်ဆိုတာကျွန်တော်ဒီပေါ့နော်ကိုမပေးရသေးတဲ့အသင်းပေါ့နော်ခုလက်ရှိ World Cup မှာ တကူမှမပေးရ တကုံးမောင်မပေးရသေးတဲ့အသင်းပေါ့နော်ပြီးတော့ဘယ်ဂျီယန်ဆိုတာကလည်းဘယ်လိုပြောရမလဲသူ့ရဲ့တိုက်စစ်ကအရန်ကိုကောင်းလို့တော့အင်ရှင်အသင်းဖြစ်တဲ့ USA ဆိုတော့မှအကုန်လုံးကနိုင်ပဲလို့မျှော်လင့်ထားပြီးမြဲဒါနော် 4-1 ဆိုရယ် result ကိုတိတ်သွားတာ တကယ်ကိုအားရပါရပါပဲကြည်ရသူလည်းအားရတယ်သူတို့လည်းအားရမလို့ထင်တာပဲ၄-9တောင်ဆိုတော့လေ ဆိုတော့ကျွန်တော်ပြောချင်ဒီစပိန်မှာဆိုရင်အဓိကသူ့ရဲ့ cancel ပေါ့နော်ကျွန်တော် cancel ကသူ့ရဲ့အားတာချက်လို့မြင်တယ်ကိုအနေနဲ့အောင် ကွင်းလေလို့ရှေ့တန်းမှာလည်းသူရမယ်လို့တော့ရှိတယ်လေကွင်းလေမှာလည်းကောင်းတဲ့အစုဖွဲ့ပေါ့ဒီ Rodri ဗီဒီယိုရှိပေမဲ့ခန်းစစ်ကိုသွားပြီး highlight ဖြစ်တာဘာလို့လဲဆိုတော့သူတကူမှလည်းမပေးရသေးဘူးနင်းရှိဘူးရနေစေတင်ပြတော့ခန်းစစ်ကောင်းတယ်လို့ပဲပြောရမှာပေါ့လေကျွန်တော်ခန်းစစ်တော့သိအားရတယ်တော့မရှိဘူးဗျဒါပေမဲ့သူတို့ရဲ့ကစားကွက်နဲ့ဒီကွင်းလေကိုဘယ်အသင်းမှမရှင်းမကန်နိုင်လို့ကိုမပေးရသေးဘူးလို့ထင်တာပဲ cancel ကောင်းတာနော်ကျွန်တော်ပေါ်တူဂီနဲ့ပွဲမှာတော့ကျွန်တော်ကိုပေးရလိမ့်မယ်ထင်တာဗျ ပေါ်တူညံ့သွားလဲပါတော့ပါအဲ့လိုပေါ့ကျွန်တော်ပြောချင်တယ်အဲ့လိုပေါ့ဟိုတစ်ဖက်အသင်းကဒီစီစီပတ်မှန်ပေါ့ဒီစပိန်ဘက်ကိုဒုက္ခမပေးနိုင်ဘူးဖြစ်နေတာပေါ့အဲ့လိုကြောင့်လည်းကောင်းနေလို့မြင်တာပဲကျွန်တော် ဘယ်ဂျန်နေနဲ့တော့ကောင်းတာ attack မြန်နေပြီးတော့သူတို့ long press ပေးတဲ့ဟာတွေအကုန်လုံးကတော်တော်လေးကိုsmooth ဖြစ်တယ်ပေါ့နော် USA ပွဲမှာလည်းတော်တော်လေးကိုကောင်းကောင်းမသွင်းသွားနိုင်တာပေါ့။မှအောင်စားဆို USA ပွဲမှာတော့အထက်ကသူတို့ရဲ့ main player ရဲ့ကစားသမားတွေမထုတ်သေးဘဲနဲ့ဒီလူငယ်နဲ့ဒီကကန်သွားတာမျိုးလည်းတွေ့ရပါပေါ့ ကျွန်တော်အဲ့ပွဲကိုတော့သဘောကျတယ်။ဝါရင်တတိယသမားတွေမသုံးမနဲ့လူငယ်လေးတွေသုံးပြီးတော့ USA ကို physical body strength အရာ pace stamina အကုန်လုံးလိုက်ရှင်ပြီးဆော့လိုက်တယ်။အဲ့တော့စပိန်ကလည်းခံစစ်ကောင်းတယ်လို့အခုဒီ Belgium နဲ့တွေ့ရတယ်သူတို့တော့စိန်ခေါ်မှုနည်းနည်းကြီးတယ် position ဘောလုံးပိုင်ဆိုင်မှုများတစ်ခုပါပဲသူတို့ပိုင်ဆိုင်မှုများလို့ပြောလို့မရဘူးပေါ့နော်ခံစစ်ဆိုလည်းခံစစ်အနေထားတစ်ခုနဲ့တော့လုံးဆရာရှိအောင်အများဆုံးတရားရ pass ပေးဘယ်တော့မှမရရင်တော့မှပြောင်းဆော့တာမျိုးပေါ့နော်အနောက်ကိုပြန်ပြီးအမြဲတမ်းရောအဖြေမဟုတ်ဘူးလို့ထင်တာပေါ့လူဖြန့်လာပါညာတော့ကျွန်တော်နားလည်နိုင်ပြီပေါ့နော်ဟိုနောက်ဆုံးကြမှာလေပြီးတော့ဘောလုံးပြန်ပေးလိုက်ရတာမျိုးပေါ့နော်ကိုယ့်ရဲ့တွေမှာဘောလုံးပြန်ပေးလိုက်ရတာမျိုးတခု form မိုးရသွားရင်လည်းကောင်းတာပေါ့ဒီစပိန်ကတော့ဒီ position ဘောပေါ့နော်သူတို့အများတန်းပိုင်ဆိုင်ထားနိုင်တယ်သူကလည်းအသုံးချနိုင်တဲ့ထဲမှာပါတယ်ပေါ့နော်ခွင့်ရရရသူအသုံးချနိုင်တဲ့ထဲမှာပါတယ် စပိန်ကလို့သူများတဲ့မတူတာလို့ position ယူရဘောလုံးကင်တာများတယ်ဆိုပေမဲ့သူတို့လုံးတတ်တဲ့အချိန်ပေါ့နော်နီးပြလည်းဟိုလူစားလဲတင်တဲ့အချိန်ဟိုကွင်းလဲအားကြလာတန်ဖိုးကြလာပြီဆိုလို့ရှိရင်ဒီဇူလီမနီရဲ့ဗီဒီယိုလဲတာပဲဖြစ်ဖြစ် PG နဲ့လဲတာပဲဖြစ်ဖြစ်လက်စစ်ကဂိုးလုံးနေပြီဆိုလို့ရှိရင်ကိုနေရဆိုမီရီနိုလိုပေါ့လို့ချိန်ကြိုက်တာပြောင်းလဲမှုတွေလုပ်တာသူတို့လုံးဆရာရှိအောင်သူတို့လုံးနေတဲ့တော်ဒီစင်ကိုရောက်လာလို့မြင်တယ်ကဘာပလာစာပြီးလုံးနဲ့စလာတဲ့ဒီစပိန်နဲ့တိတ်ပြီးတော့ရေပန်းစားမှုမှာတိတ်မပါဘူးပေါ့လေသူအလဲလောက်တော့ရှိတာဒါပေမဲ့အခုတော့ကွာတာယူထီတော့ရောက်လာပြီပေါ့ ဟိုပေးကိုမရှိနိုင်ဘူးတက် ဘေးကိုမရှိနိုင်ဟုတ်တယ်လား ကျွန်တော်အဓိက highlight လုပ်ရမယ်ဆိုရင်တော့ Spain မှာပေါ့နော်အဓိက star player အနေနဲ့လာမင်းရဲ့မဲ့ကျွန်တော်တို့ တလာမင်း တလာနော် တလာမင်းဟုတ်တယ် သူကလေဒီတိုက်စစ်ပေါ့နော်သူ့တော်လေးကိုထိန်းထားနိုင်မှာရအောင်ဗျ သူ့တော်ထင်းရဆိုလေသူကလည်းလို့ဟိုဒီလာမစီယာပေါ့လေဘာကာကယ်မီရဲ့ကစားသမားတယောက်ဖြစ်တော့သူခစ်ကရောက်လာတော့ဗျသူလုံးမြဖြစ်နေတော့ဗျအခုကာလာမှာ 19နှစ်နော်ဒါကအခုမှ19နှစ်ရှိသေးတယ် စောင့်ကြည့်ရမယ်ဆိုတော့ပါတယ်သူ့ကိုရန်ထားတာကဒီကွင်းထဲမှာဒီ Rodri Man City က Rodri တို့ဘာကာ Pedri တို့ဆိုတာကျတော့တော်တော်ကောင်းတယ်နော် Rodri ဆိုတကယ် big game player တကယ် on နဲ့ပုံကြုံကြည့်လို့ဖြစ်နေတာအဲ့တော့မှပေးဖို့မရှိတဲ့ခံစင်းနဲ့ထပ်ပေါင်းတော့စပင်ကလည်းစောင့်ကြည့်ရမယ်တဲ့နေရာပြန်ဝင်လာပြီပေါ့ သူတို့ team work လည်းရှိတယ်ဒါအလုပ်လည်းဖြစ်တယ်မဟုတ်သူတို့လုံးမြအလုပ်ဖြစ်နေတယ်ပေါ့တော့ပါရလက်ရှိကြည့်တော့ဟိုလင်းတဲ့သူတို့တော့တွင်းသွားမှာပဲเนาะဘောလုံးနဲ့ပွဲမှာလည်းကလည်းတေချာသူတို့ကပြထားခဲ့ပြီးအလုပ်ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာပေါ့ အဲ့လိုစပိန်ကလူစင်းပြောလို့လေအဲ့လိုဘယ်ဂျီယန်ကျတော့လူစင်းရှိတယ်ဗျလူကသူ့အတူရှိဒါပေမဲ့ဒီလိုစင်းတဲ့ပွဲမှာဆိုလို့ရှိရင်ဒီလူကာကူတို့ဒီဘရိုင်းတို့ဒီဒိုကူတို့ပေါ့ဒိုကူတို့သူကစကန်လိုင်းထားလိုက်ပြီးတော့လူငယ်တွေပဲပွဲထုတ်တယ်ခြေစမ်းနဲ့ပြတယ်ခြေစမ်းပြပြီး၄ခုတကူနဲ့ဟိုနိုင်သွားတာပေါ့အဲ့တော့အခုစဉ်းစားကြည့်လေဒီစပိန်ရဲ့ပွဲမှာဒါ big match ပေါ့ big match မှာကျတော့ဒီလိုလူငယ်တွေပဲဆက်ပွဲထုတ်မှာလားဒါမှမဟုတ်ဒီဝါရင်းကစားသမားတွေပဲတစ်ဖက်ပြန်ပြန်ပေးမှဆိုတော့စပိန်ကြီးပြန်နေတယ်တော့ခေါင်းစားတာပေါ့လေရူဒီဂါစီယာရဲ့ plan တော့ကျွန်တော်လည်းစောင့်ကြည့်ရမှာပေါ့ အခုပြောစရာရှိတာဗျဒီဘယ်ဂျီယန်အသင်းမှာအဓိကသူတို့ကွင်းလယ်ကစားသမားပေါ့နော်အိုနာနာကအဲ့ဒီပွဲမှာနာသွားတယ်ပေါ့နော်နောက်တစ်ခုပေါ့နော်နောက်တစ်ယောက်ပြောစရာရှိတာလူကာကူသူကလည်းမြေနေတိုက်စစ်မှာနေပေမဲ့ပေါ့နော်ဒီခဏဘွားလေးကြီးနေအဲ့တကယ်အရန်ကောင်းပါတယ်ဆိုရယ်ဒီစပိန်ရဲ့
ဒါကွင်းလေပေါ့နော်ခန်းစစ်ကွင်းလေစာပေါ့ခန်းစစ်ကိုသူ့ရဲ့ boring နဲ့ပဲဘယ်လိုမျိုးထိန်းသိမ်းသွားမလဲဘယ်လိုမျိုးဖောက်ထွက်သွားမလဲပေါ့ ထိအဲ့လို plan တော့ရှိမယ်ဗျနီးပြမှာဘာလို့ဆိုဟိုပွဲဒီ first line မှာမပါဘူးဆိုတော့လေဒီဒုတိယပိုင်းဒီ water break ဒီ hydration break တွေပဲပြီးလို့ရှိရင်သူလဲပြောနေတာဗျာဒီ Spain မှာဒီ Cuba Zero နောက်တန်းလေးတွေက19-20နောက်တန်းလေးတွေပေါ့ဒီကောင်လေးတွေရဲ့ဒီ strength လာတယ်ဒီလူကတော့ရှိမှာမဟုတ်ဘူးသူတို့ကြားလာတဲ့အချိန်ကျလို့ရှိရင်တော့ဒီနီးပြလူကိုထည့်ပြီးတော့တုံးအားတိုက်ရနေဆိုလို့ရှိရင်တော့ Spain ခန်းစည်းကနည်းနည်းပြိုသွားနိုင်တယ်တော့မြင်တယ်ဗျအဲ့မှာ Spain တွေပိုရလာမယ်ဗျနီးပြလို့တွေးရမှာရှိတယ်ဗျ ဘယ်ဂျီယန်နဲ့စပိန်ဆိုတာလေကျွန်တော်ဒီ1900နောက်ပိုင်းမှာလည်းတောက်လျှောက်မှာဘယ်ဂျီယန်နဲ့စပိန်ကိုနိုင်ခဲ့ရဆိုတော့မရှိဘူးဗျ ဟိုပွဲချင်းတွေမှာတော့ဒီနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်က2-1ပေါ့လေဒါပေမဲ့ကျွန်တော်တေးရလည်းပူကြိုက်တယ်ဒီ1-1အဲ့လိုမျိုးရတယ်ကျွန်တော်ပူကြိုက်တယ် ကျွန်တော်ကတော့တည်ရနေတယ်ပေါ့နော်ဒီ full time အထိကို1-1တောင်မှတူလို့မှန်းနေဗျကျွန်တော်တော့ extra time penalty ထိသွားပြီလို့ခံမှန်းပြီးဟိုမနေ့ကမှဆိုလဲအင်္ဂလန်နဲ့ Norway နဲ့ပေါ့နော် အာဂျင်တီးနားနဲ့နောက်ဆွစ်ဇာလန်နဲ့ ဟုတ်ပါတယ် အဲ့တော့ကျွန်တော်တို့အဲ့ပွဲတွေလည်းနောက်ဗီဒီယိုမှာကျွန်တော်ဆက်ပြီးသုံးသပ်ကြရအောင် ဆက်ပြီးတော့ကြအောင် okay ဗျ